ပါတယ်။ဒါကြောင့်မင်းနှစ်ယောက်သားအပြန်ဆိုင်တန်းချင်းချရင်းနဲ့ပဲဝင်းတို့ဟာရေပန်းလွတ်သွားတဲ့အခါမှာအိယာတဲ့ပြင်ရောက်သွားခဲ့ပါတယ်။ဒီကမှာတော့ဝင်းတို့လည်းဘာတွေဖြစ်နေရလဲဆိုပြီးတော့အကျယ်ကြီးတော်မှာအော်လိုက်မိပါတယ်။အဲဒီခါမှာအမေဖြစ်တဲ့သူကအခန်းထဲဝင်လာပြီးအစဉ်ပြေလာမေးခဲ့တယ်လို့အဝိတ္တဝေဖို့လည်းပြောပါတယ်။ဝင်းတို့ကတော့ဒီလိုဖြစ်နေရတဲ့အကြောင်းကိုပို့ပြီးသိကြအောင်ဂျပန်ကုန်းကကြည့်ပြီးတော့စမ်းကြည့်လိုက်တော့အိယာထဲမှာပြန်လို့လာခဲ့ပါတယ်။ဒီတခါအကြောင်းလာတဲ့ချိန်မှာလည်းရေတနက်နဲ့အပြည့်ခံတာကြောင့်ဘောင်းမီလေးဆိုးရွှဲသွားခဲ့ပြီးဝင်းတို့ဟာရေတနက်ကိုယူပြီးတော့ရိုက်ချိုးပြီးတော့တက်တီပြခဲ့ပါတယ်။ဒါပေမဲ့ကျောင်းသားအုပ်စုကစိတ်ဆိုးပြီးတော့လိုက်ပြီးထိုးတာကြောင့်ပဲအိမ်သားတစ်လုံးနဲ့ဝင်ပြီးတော့ပုံရပါတယ်။အဲနောက်မှာတော့အကြံတစ်ခုရောက်သွားပြီးတော့မှပူတူးကိုစိတ်ကူးခြင်းကလက်တိုင်းကျင်းလိုက်တော့အိယာပေါ်မှာပြန်လို့လာပါတယ်။ဒီကမှာတော့ဝင်းတို့ဟာအဲ့ဒီဆွမ်းတွေကိုအသုံးချပြီးတော့မှတကူကိုထူးခြားတာလုပ်ဖို့အတွက်အကြံရသွားခဲ့ပါတယ်။အဲဒါကြောင့်ကောက်ကွင်းသုံးနဲ့ကားလေးတစ်စီးကိုကျောင်းလေးကိုမောင်းလာခဲ့ပြီးဒီချိန်မှာဇုံမင်းကလည်းရောက်လာပြီးတော့ကျောင်းကားပေါ်မှာဆေးလေးခိုးတော့ကြဖို့အတွက်လာခေါ်ရတာကြောင့်လိုက်သွားခဲ့ပါတယ်။ဆေးလေးတောက်ပြီးတော့စာတင်ငန်းလေးကိုပြန်လာပြီးအင်တာဗျူးတဲ့အချိန်ကိုလည်းရောက်လာခဲ့ပါပြီ။ဒီကမှာတော့ဝင်းတို့ကအင်တာဗျူးတဲ့ဆရာကိုမငိုအောင်ဖြုံးပြနိုင်ခဲ့ပြီးတော့ကောက်ကွင်းသုံးနဲ့ကားကိုမောင်းပြီးတော့မှကျောင်းလေးကနေထွက်သွားဖို့အတွက်စီယုံနိုင်ခဲ့ပါတယ်။စာတင်တဲ့အခန်းထဲမှာလည်းဆရာမရဲ့စနေနေ့ခိုင်ကိုညှစ်ပြလိုက်ပြီးတော့ကျောင်းသားတွေကိုလည်းအဲ့လိုလုပ်ဖို့အတွက်အချုံနဲ့မှပေးခဲ့ပါတယ်။အဲနောက်မှာတော့ကျောင်းကန်တင်းကိုသွားပြီးတဲ့နောက်မှာလေးတန်းလုံးကသူ့ကိုအနိုင်ကျင့်ခဲ့တဲ့ဂျန်နိုဆိုတဲ့ကောင်မလေးကိုတွားထိုးခဲ့ပါသေးတယ်။ဒါပေမဲ့ဝင်းတို့ထမပြေးနိုင်ပဲဂျန်နိုကပြန်ထားခဲ့ပြီးတော့ဝင်းတို့ကိုလဲအောင်ထိုးပြီးပေါင်ချောင်းကိုလည်းကန်ခဲ့ပါတယ်။အဲနောက်မှာတော့ဝင်းတို့ဟာကျောင်းကြီးရဲ့ရုံးခန်းကိုရောက်သွားပြီးတော့အကြိတ်ခင်ရတော့မှာပါ။ဝင်းတို့ကအဲ့ဒီချိန်ကနေလှုပ်အောင်ဆိုပြီးတော့ကျောင်းကြီးရဲ့အရှိမထိုင်ပြီးတေတကူလက်တိုင်းကျင်းဖို့ကြံပေမဲ့ကျောင်းကတီးသွားတာကြောင့်မအောင်မြင်ခဲ့ပါဘူး။အဲဒါကြောင့်ပဲရုံးခန်းတွေကအမြန်ပြေးပြီးတော့အိမ်သာတစ်လုံးထဲမှာလက်တိုင်းကျင်းပါတယ်။ရေပန်းလုတ်ကနေမှာပဲဂျန်နိုကအပြင်ကနေနှောက်ရှက်လို့မအောင်မြင်ပြန်ပါဘူး။ဖိုးရှိကလည်းတငယ်ချင်းကောင်းပြီးအပြင်ကနေမိန်းကလေးအတန်တွေလှုပ်ပေးနေပေမဲ့ဝင်းတို့ကတော့အာယုံမရတာကြောင့်လက်လျှော့ပြီးတော့ပြန်ထွက်လာခဲ့ရပါတယ်။အပြင်မှာတော့ဂျန်နိုကစောင့်နေခဲ့ပြီးတော့ဝင်းတို့ရဲ့ပေါင်ကြားကိုအားနဲ့ကန်လိုက်ပြီးအဲဒီကမှာတော့ရေပန်းခလုတ်ကပွင့်သွားခဲ့တယ်လို့ဝင်းတို့လည်းအိယာဘော်ကိုပြင်ရောက်လို့သွားခဲ့ပါတယ်။ဒီကမှာတော့ဝင်းတို့ဟာကျောင်းကိုစိတ်ပြက်လက်ပြက်နဲ့သွားခဲ့ပြီးတော့သူတည်ပြီးသားကိစ္စတွေကိုစိတ်မပါလက်မပါနဲ့ဖျက်တမ်းရပြန်ပါတယ်။ကျောင်းစင်းတဲ့ကမှာတော့ပူတူးစီကမသွားဘဲနဲ့တငယ်ချင်းစုံမင်းအိမ်ကိုသွားပါတယ်။စုံမင်းကိုသူကြုံနေရတဲ့ပြဿနာတွေရဲ့အကြောင်းကိုပြောတော့ဝင်းတို့ကိုနှိမ့်သိမ့်ပေးပါတယ်။ဝင်းတို့ရဲ့ပြဿနာကိုအဖြေရှာပေးနိုင်တဲ့ညင်ကြီးရှိတဲ့တငယ်ချင်းတယောက်စီကိုလည်းလိုက်ဖို့ပေးပါတယ်။ဝင်းတို့ကလည်းသူ့ရဲ့ပြဿနာကိုတိုင်ပင်နေတဲ့အချိန်မှာတငယ်ချင်းရဲ့စိတ်ပေါက်ပြန်နေတဲ့အဖွားကဝင်းတို့ကိုတက်ခဲ့ပါတယ်။အဲဒါကြောင့်အချင်းတွေကရုံးရင်းဆန်ခဲ့ဖြစ်ပြီးညင်ကြီးရှင်ရဲ့တော်နဲ့အမေတို့ဟာဝင်ပြီးတော့တားပေမဲ့အတော်ပြည့်တဲ့သူကဝင်တားနေနဲ့ဝင်းတို့နဲ့လုံးထွေးနေတဲ့အချိန်မှာရေပန်းလွှတ်မိခဲ့ပြီးတော့အိယာဘော်ကိုပြန်ရောက်လို့သွားပြန်ပါတယ်။အဲဒီကမှာတော့ညင်ကြီးရှင်နဲ့တွေ့တဲ့အခါမှာဝင်းတို့ဟာအိမ်သားကိုခေါ်သွားပါတယ်။ညင်ကြီးရှင်ကအိမ်သားခွက်ထဲကောင်းနေပြီးသူ့ရဲ့ပြဿနာကြောင့်မေးတော့လေရီရရမဖြစ်နိုင်ခဲ့ပါဘူး။အဲနောက်မှာတော့တငယ်ချင်းနဲ့တွေ့တဲ့အခါမှာဖိုးရှိကဝင်းတို့ရဲ့ပြဿနာအတွက်နည်းလမ်းတစ်ခုစမ်းကြည့်ဖို့ပြောပြီးဒါကတော့ဝင်းတို့တကယ်ရှိတဲ့သူနဲ့တွေ့တဲ့အခါမှာရေပန်းလွှတ်ဖို့ကိစ္စပါပဲ။အဲနောက်မှာပူတူးရဲ့အိမ်ကိုသွားပါတယ်။ပူတူးကထုံးစံတိုင်းပဲမြူဆွဲခဲ့ပေမဲ့ဝင်းတို့ကပူတူးကိုမချစ်တဲ့အကြောင်းပြောပြီးတော့အိမ်ထဲကထွက်လာခဲ့ပါတယ်။အပြင်မှာသူ့ရဲ့ဖေကစောင့်နေတာတွေ့ရပြီးကြောင်မြောက်မှုကိစ္စအတွက်ဆရာကိုသွားပြီးတော့တွေ့ဖို့ပါ။အဲနောက်မှာတော့ဖေနဲ့တူတူဆရာကိုသွားတွေ့ပြီးတော့ဝင်းတို့ဟာကြောင်မြောက်မှုအစီအစဉ်တွေဆွေးနွေးခဲ့ပါတယ်။ဆွေးနွေးပြီးတဲ့အခါမှာတော့ဝင်းတို့ကဇုံမွေးနဲ့ခွဲရမှာကိုတွေးမိခဲ့ပြီးတော့တွေးကျင်တဲ့စိတ်တွေဖြစ်လာခဲ့ပါတယ်။ဒါကြောင့်ပဲဇုံမွေးရဲ့ပြင်းပေါက်ကနေခိုးဝင်လာခဲ့ပြီးတော့စကားပြောဖို့အတွက်ကြိုးစားခဲ့ပါတယ်။ဇုံမွေးကတော့ဘီယာတူတောက်ဖို့အတွက်ဖျက်ခဲ့တဲ့ကိစ္စကိုစိတ်ဆိုးနေပြီးဝင်းတို့ကိုမောင်းထုတ်ပြီးတော့ထွက်သွားဖို့အတွက်တကားပွင့်မိပါတယ်။ဒါပေမဲ့ဝင်းတို့ကတော့ပြင်းပေါက်ကပြန်ဆင်းသွားပြီးတော့အောက်ကိုရောက်သွားပါတယ်။အဲဒီကမှဇုံမွေးကဝင်းတို့ကိုနောက်နေတာဖြစ်တဲ့အကြောင်းပြောရင်းနဲ့အခန်းထဲပြန်ခေါ်ခဲ့ပြီးနှစ်ယောက်သားစကားထိုင်ပြောရင်းနဲ့တယောက်နဲ့တယောက်ချစ်နေတယ်ဆိုတာသိသွားခဲ့တာပါ။အလိုနဲ့အချိန်ကြီးတက်လာခဲ့ပြီးတဲ့နောက်မှာနှစ်ယောက်သားအနမ်းနေဖလှယ်ပြီးချစ်ချင်လူတဲ့အဆင့်ကိုရောက်ခဲ့ပါတယ်။ဒီကမှလည်းဝင်းတို့ဟာရေပန်းလုတ်ခဲ့ပြီးတော့အိယာနိုးလာတာကိုသိလိုက်ပါတယ်။ဒါပေမဲ့သူ့ရဲ့အိယာပေါ်မှာမဟုတ်ပဲဇုံမွင်းရဲ့ဘေးမှာပါ။ဝင်းတို့လည်းသူချစ်တဲ့ကောင်မလေးကြောင့်ရေပန်းလုတ်တိုင်းမှာအိယာဘော်ကိုပြင်ရောက်နေတဲ့ပြဿနာကြီးကပြီးသွားပြီဆိုတာသိလိုက်ရပြီးအဲနောက်မှာတော့ချစ်သူနှစ်ယောက်တယောက်မျက်နှာတယောက်ကြည့်ပြီးတော့ရည်နေတဲ့မြင်ကွင်းလေးနဲ့ဇလန်လေးအဆုံးသတ်ထားပါတယ်ဗျာ။